ဒီ 3D printer လေးနဲ့ဒီနေ့မှာတော့ Eufy မှာအရန်ကိုခစ်စားနေတဲ့ထုံစာဟူတာကိုထုတ်ပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အခုမှစလုပ်တဲ့ beginner ဖြစ်တာကြောင့်ဒီအချို့နေရာလေးမှာတော့ error လေးပါနိုင်ပါတယ် anyway try ကြည့်ရအောင်ထုံစာဟူတာသူရုပ်ကစိတ်စားနာဘူးအထာသူကိုလည်းသွားရှုံးလို့တော့မရဘူးကွာစောက်ချိုးဒီသူကသူ့တုံးနဲ့လာထူမှာbro how the beat bro how the beat jojo အိတ်တွေရှော့တော့မင်းသူ့ကိုအားနာရင်ဘာဝတော့တော့တစ်ပင်လေးကိုမင်းချစ်ပါမဟုတ်ရင်သူ့ချောင်းနဲ့မင်းကိုပြားနေအောင်မင်းမှာဆိုတော့နောက်ဆုံးထွက်လာတဲ့ reset ကတော့ဒီမှာပဲဖြစ်ပါတယ်ဆိုတော့ထုံစာဝူတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မတင်မတက်တော့ဖြစ်သွားတယ်ကျွန်တော်ရုပ်မတင်မတက်နည်းနည်းလေးဖြစ်သွားတယ်ကျွန်တော်တို့ဒီ 3D printing မှာဒီ fail သွားတယ်လို့ပြောလို့ရတယ်ဗျ။ဘာကြောင့် fail သွားလဲဆိုတော့ကျွန်တော်ရဲ့ 3D model တွေကဒီမကောင်းလို့ဖြစ်မှာပါ။နောက်ထပ် video ရင်မှာလည်းဘာကောင်းတွေထပ်ထုတ်ပြရမလဲ comment မှာမှတ်သွားလို့ရပါတယ်။အမှန်အများဆုံးဟာကိုကျွန်တော်ကရွေးပြီးတော့ထုတ်သွားမှာပဲဖြစ်ပါတယ်။